Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ video မှာဆိုရင်တော့ဗောနော်ကျွန်တော် Telegram account ကိုဘယ်လိုဖွင့်ရမလဲဆိုတာပြပြပေးတော့မယ်ဗောနော်အဲ့တော့ Telegram account ဖွင့်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြဿနာပေါင်းစုံရှိတယ်ဗောနော်ကုတ်မကြတာတို့ဗောနော်အဲ့တော့ Gmail တွေတောင်းတာတို့ဒါမျိုးတွေရှိတယ်ဗောနော်အဲ့တော့ဒီနေ့ video မှာဆိုရင်တော့ဒီကျွန်တော်အခုလက်ရှိ2025မှာဆိုရင် Telegram account ကိုဘယ်လိုဖွင့်ရမလဲဗောနော်ဖွင့်တဲ့အခါမှာဆိုရင်ဘယ်လိုချက်တွေကိုတိထားမလဲပေါ့နော်ဒါလေးကိုကျွန်တော်ဒီနေ့ message တွေမျှပေးသွားမယ်ပေါ့နော်အရင်ဗီဒီယိုတစ်ပုဒ်မှာဆိုရင်ကျွန်တော်ကုတ်မကြတဲ့အခါမှာဘယ်လိုလုပ်ရမလဲဆိုတာတင်ပြထားတာပေါ့နော်အဲ့ဗီဒီယိုဆိုရင်ကျွန်တော်တော်တော်ပေါက်ပြီးတော့ view တွေ3သိန်းကျော်လောက်ထိရှိတယ်ပေါ့နော် YouTube မှာ okay အဲ့တော့ဒီနေ့မှာဆိုရင်တော့ကျွန်တော်အခုလက်ရှိ update နေတာမှာ Telegram ကိုဘယ်လိုဖွင့်ရမလဲပေါ့နော်အဲ့ဒါလေးကို message တွေကျွန်တော်မျှပေးသွားမယ်ပေါ့နော် okay အဲ့တော့ message အနေနဲ့စိတ်ဝင်စားတယ်ဆိုရင်တော့ video လေးကိုစောင့်လိုက်ကြည့်ပေးပါOkay တော့ဒီပထမဆုံးကျွန်တော် message ကိုထုံးစံတိုင်းပဲဗောနော် Telegram software ကိုကျွန်တော် down လိုက်မယ်ဗောနော်ကျွန်တော်လည်း message ကိုအတစ်ကနေပြပေးမှာဗောနော်အဲ့တော့ Telegram software တွေကိုကျွန်တော်ဝင်လိုက်မယ်ဗောနော်ဝင်တဲ့အခါမှာဆိုရင်ကျွန်တော် software တွေကို install စပြီးတွင်းတဲ့အခါမှာဆိုရင်တော့ permission တွေပေးရတယ်ဗောနော် Okay အဲ့တော့ဒီမှာ start message ကြီးကိုတစ်ချက်နှိပ်မယ်ဗောနော်နှိပ်ပြီးတော့ဒီမှာဆိုရင်ကျွန်တော်ဖုန်းခေါ်လို့ Telegram ဖွင့်တဲ့အခါမှာဆိုဖုန်းခေါ်တယ်ဗောနော်ဖုန်းခေါ်ဝင်ပြီးအောင်လို့ဒီမှာ continue ကိုနှိပ်မယ်ဗောနော်နှိပ်ပြီးတော့အောက်မှာpermission တောင်းတဲ့အခါမှာဆိုရင် apply ကိုနှိပ်ပေးရမယ်ပေါ့နော် okay ပြီးတော့ပြီဆိုရင်ကိုဖုန်းထဲမှာရှိထားတဲ့ဖုန်းနံပါတ်ကိုတစ်ချက်ရိုက်ထည့်လိုက်ပါပေါ့နော် okay အဲ့တော့ရိုက်ထည့်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်မြားလေးကိုနှိပ်မယ်ပေါ့နော်နှိပ်တဲ့အခါမှာဆိုရင် तू ကတချို့တွေကြာဒီမှာ Gmail လာတောင်းတယ်ပေါ့နော် Google account နဲ့ချိတ်ပါဆိုလာတောင်းတယ်ဒါဆိုရင် Mr. တို့အရင် Gmail ကိုလာတောင်းတာမဟုတ် Mr. တို့ဖုန်းထဲမှာရှိတဲ့ Google account တစ်ခုနဲ့ဝင်ပေးလိုက်ရင်ရတယ်ပေါ့နော် तू ကဘာသဘောမျိုးနဲ့ချိတ်ကန့်တာလဲဆိုရင်ကျွန်တော် Telegram account ဖုန်းနံပါတ်တွေပါတယ်ပြန်ပြီးတော့ပျောက်သားမျိုးဆိုရင်သူကဒီ Gmail စီမှာကုတ်ကြအောင်လို့သူက Google account နဲ့ချိန်ခိုင်းတာပေါ့နော် Okay ဒါလေး Google account လေးရေးပြရတယ်သူကကိုချိန်မဲ့ဖုန်းနံပါတ်စီကိုကုတ်ပို့ပေးမှာပေါ့နော်အခုနောက်ပိုင်းတော့သူကကုတ်မပို့ဘူးပေါ့နော်ဘာလို့လဲဆိုရင်သူကverification မှာပို့ပြီးတော့တည်ကြအောင်လို့ပေါ့နော်သူကဖုန်းတွေခေါ်တာပေါ့နော်ဖုန်းခေါ်တဲ့အခါမှာဆိုရင်တချို့ call တွေကြဖုန်းခေါ်ပြီးတော့ဖုန်းကိုင်စားမလို့ပဲနဲ့ approve လုပ်ပေးရတာရှိတယ်နောက်တစ်ခုကကြာသူကဖုန်းခေါ်ပြီးတော့ဖုန်းကိုင်တဲ့ခါမှာဆိုရင်သူကကုတ်နံပါတ်ပြောပြရပါတော့ဒါမျိုးလေးရှိတယ်ပေါ့နော် Okay အဲ့တော့ continue နှိပ်လိုက်မယ်ပေါ့နော် Okay ပြီးတော့သူကဒီမှာဆိုရင် permission ထပ်ပြီးတော့တောင်းတယ်ဒါလေးကိုတစ်ချက် allow နှိပ်ပြီးလိုက်ပါတော့ Okay နှိပ်ပြီးတဲ့ခါမှာဆိုရင်သူကဖုန်းခေါ်မှာပေါ့နော်အဲဒီမှာ phone verification ဆိုပြီးတော့လာပြပေးရပါတော့ဒါမျိုးဒီလိုမျိုးခေါ်ရင်သူကဖုန်းကိုင်စားမလို့လို့ပြတာပေါ့နော် Okay တော့ မိတ်ဆွေကိုင်စားမလို့နဲ့သူကverify လုပ်ပေးရပါတော့ဒီမှာဆိုရင်ကြော်ဆိုရင်ဒီမှာတန်းပြီးတော့ verify ဖြစ်သွားပြီပေါ့နော်ဒီကလေးမှာ तू ကဒါမျိုးဒီရှင်းနေမပြီးဆိုရင် तू ကကုတ်တွေတောင်းလို့ရတဲ့နေရာမျိုးပေါ်တာပေါ့နော် Okay တော့ကျွန်တော်ချက်ပြပေးမယ်ပေါ့နော်ထပ်ပြီးတော့ပြပေးမယ်ဒီမှာတော့ကျွန်တော်တော့တန်းပြီးတော့ပွင့်သွားတာပေါ့နော် make sure ကဒါမျိုးမပွင့်မဲနဲ့ဖုန်းခေါ်တယ်ပေါ့နော်ဒါဆိုရင်ဆွမ်းနာကျွန်တော်ဖွင့်ထားဖြစ်တဲ့ तू ကဖုန်းနံပါတ်ကို approve လုပ်ပြီးသားဖြစ်တယ်တန်းပြီးတော့ဝင်တာပေါ့နော် make sure ဖုန်းနံပါတ်အတိကူမှစဖွင့်တာမျိုးဆိုရင် तू ဖုန်းခေါ်လိုက်မယ်ပေါ့နော်ဖုန်းခေါ်တဲ့အခါမှာဆိုရင်လည်း तू ကဖုန်းချလိုက်တာနဲ့တော့3မိနစ်လောက်10မိနစ်ခွဲလောက်ပေါ့နော်2မိနစ်လောက်စောင့်ခိုင်းတယ်ပေါ့နော်စောင့်သွားတဲ့အခါမှာဆိုရင် तू ကမိတ်ဆွေတို့ဖုန်းခေါ်တယ်ဗလာမြေဖုန်းကန်လိုက်တာနဲ့ဒီ Telegram ကောင်ပွင့်မတော့ဘူးပေါ့နော်ပွင့်မတော့ဘူးဆိုအောက်နားလေးမှာစာလေးပေါ်တယ်ပေါ့နော်don't accept the call ဒါမျိုးပုံစံလေးပေါ်တယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ပြလို့မရတော့ဘူးပေါ့နော်ဒီလိုပေါ်ပြီဆိုရင် तू ကထပ်ပြီးတော့ဖုန်းခေါ်ပြီးတော့ကုတ်တောင်းတဲ့ပုံစံမျိုးပေါ့နော်ထပ်ပြီးတော့ဖုန်းကိုထပ်ခေါ်ခိုင်းလိုက်မှာ तू ကကုတ်6လုံးပြောလိုက်မယ်ပေါ့နော်ကောင်းမအတန်ဖြစ်ကောင်းတယ်ဖြစ် your verification code is 34126ပေါ့နော်ဒါမျိုး तू ကပြောပေးလိုက်ပဲပေါ့နော် I code ကလေးကို make sure Telegram မှာရက်လက်တာနဲ့တန်းပြီးတော့ပွင့်သွားပြီပေါ့နော် Okay အဲ့တော့ make sure Telegram ဖွင့်တဲ့အခါမှာဒီ check ကလေးတွေသိထားဖို့လိုအပ်တယ်ပေါ့နော်တချို့ကြဖုန်းခေါ်တယ်ဒါပေမဲ့ကုတ်ကမကြောက်ဘူးပေါ့နော်ဖုန်းခေါ်ုံနဲ့ကုတ်ကမကြောက်ပါဘူးခုနောက်ပိုင်းဆိုရင်ကုတ်ကို तू ကအရင်ဖွင့်မိထားတဲ့ဖုန်းဆိုရင် तू ကဒီဖုန်းနံပါတ်နဲ့အရင်ချိတ်ထားတဲ့ဖုန်းတွေမှာတော့ပြီးတော့ကုတ်ကြပေးရပါပေါ့နော်အဲ့တော့ကိုယ့်ရဲ့ message SMS မှာကုတ်ကြတာဆိုတာတော်တော်လေးရှသွားပြီပေါ့နော်လုံးဝအသစ်ဆိုရင်တော့ကုတ်ကြမျိုးရှိလိမ့်မယ်ဒါပေမဲ့ခုနောက်ပိုင်းမှာအသစ်ဆိုလဲကုတ်မကြဘဲနဲ့တော့ဖုန်းခေါ်တယ်ပေါ့နော်ဖုန်းခေါ်ပြီးတော့တန်းပြီးတော့ approve ပြုတာလည်းရှိသလိုဆွမ်းနာကျွန်တော်ပြောခဲ့သလိုဖုန်းခေါ်ပြီးတော့သူကကုတ်နံပါတ်ကိုပြောပြတာပေါ့နော်ကုတ်နံပါတ်6လုံးပြောပြတာ your verification code ဆိုပြီးတော့လာပြောလိုက်မယ်အဲ့ကုတ်ကလေးကိုမှတ်ပြီးတော့ message ကို Telegram နဲ့မှာရိုက်ထည့်လိုက်တာနဲ့ Telegram account ကိုတန်းပြီးတော့ပွင့်မှာပေါ့နော် Okay အဲ့တော့ message ဒါဆိုရင် Telegram account ဖွင့်တဲ့အခါမှာဆိုရင်တိနဲ့ check လေးကိုတိကျလောက်ပြီးလို့ထင်ပါတယ် Okay အဲ့တော့ဒီနေ့ပြီးတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ